မင်္ဂလာပါရှင်ကျွန်မကတော့အခုမူလတန်းထက်စစ်ပေါ့နော် grade 5တန်းနဲ့ပတ်သက်ပြီးတော့နောက်ဆုံးခရမ်းစစ်စာမွေးပွဲမှာဖြေဆိုရမယ်ပေါ့နော်မေးခွန်းနမူနာပုံစံစာအုပ်လေးပေါ့နော်စာအုပ်လေးစာမွေးပွဲနမူနာမေးခွန်းနဲ့နမူနာမေးခွန်းအမှတ်ပေးစီမင်းဆိုတဲ့ဒီစာအုပ်လေးကဒါထွက်ရှိလာပြီပေါ့နော်ဒါခုချိန်မှာဆိုဒါကျောင်းသားတိုင်းလက်ထဲမှာလည်းရှိနေပြီလို့ထင်ပါတယ်ဒါမဖြစ်မနေရှိရမယ်စာအုပ်လေးပေါ့နော်ဟုတ်ပြီဒီထဲမှာဘာလဲဆိုလို့ရှိရင်ဒါ5ဘာသာအတွက်ပေါ့နော် grade 5တန်းဖြည့်ဆိုရမယ်မြန်မာအင်္ဂလိပ်သင်ရှာလူမှုရေးပေါ့နော်5ဘာသာအတွက်ဒါမေးခွန်းနဲ့နမူနာမေးခွန်းနဲ့ဒါအဖြေလေးတွေပါတယ်ပေါ့နော်ဒါဒီစာအုပ်လေးကမိနစ်ကဆိုလို့ရှိရင်ပေါ့နော်ဒီစာအုပ်လေးတွေကနေပြီးတော့အောင်မှတ်ဖို့ကြော်လောက်ပေါ့နော်အောင်မှတ်ဖို့ကြော်လောက်ပါဝင်နေအဲ့တော့အခုချိန်မှာဒါစာချက်ဖို့ပေါ့နော်အဲ့လိုမျိုးမဖြစ်တဲ့ကလေးတွေဆိုလို့ရှိရင်တော့မှဒီစာအုပ်လေးတွေကဒီစာအုပ်လေးကိုဒါအပိုင်ချက်ထားမယ်ဆိုရင်ဒါအောင်မွက်ကြော်ဖို့လောက်ဖြည့်နိုင်တယ်ပေါ့နော်အဲ့တော့ဒီထဲမှာဒီစာအုပ်လေးကကြတော့ဒါကျောင်းသားတွေလက်ထဲမှာမဖြစ်မနေဒါကြည့်ရမယ်ရရှိနေရမယ်စာအုပ်လေးပေါ့နော်ဒီမှာဆိုလို့ရှိရင်လည်းမြန်မာစာမေခွန်းပုံစံအင်္ဂလိပ်မေခွန်းပုံစံဒါဘာသာစုံပေါ့နော်မေခွန်းပုံစံတွေပါဝင်တယ်ပြီးလို့ရှိရင်ဒါအမှတ်ပေးစီးမြင်လေးတွေပါဝင်တယ်ပေါ့နော်အဲ့တော့ဒီစာအုပ်လေးကိုဒါ grade 5ကျောင်းသူကျောင်းသားတွေရောမိဘတွေရောနေပြီးတော့ဒါအကုန်လုံးကြည့်တင်နေပေါ့နော်အဲ့တော့ဒီစာအုပ်လေးမရှိသေးရဲ့မွေးရသေးတယ်ပေါ့နော်ကျောင်းသူကျောင်းသားအနေနဲ့လည်း grade 5ကျောင်းသားအနေနဲ့လည်းဒီစာအုပ်လေးကိုမဖြစ်မနေဝယ်ထားပြီးတော့လေ့ကျင့်ဖို့တိုက်တွန်းချင်ပါတယ်